ငါဖះလေးလက်ဆက်ဆက်ဆိုတော့အသားကိုချစ်ထုတ်ပြီးတော့အဲ့ဒီအရေကွန်ရဲ့အယူတွေကိုကြတော့ဟင်းချိုပြန်ချက်မှာပေါ့နော်ဒီလိုငါးစီတက်တာလေးကိုမုတ်ဖက်တဲ့ထက်တော့ရင်လည်းအရင်စားလို့ကောင်းတယ်ကဲပြီးသားရင်တော့မုတ်ဖက်တုပ်လေးရတော့ရပါပြီဒါပစုံပေါင်းကြော်လေးမုတ်ဖက်တုပ်လေးနော်စားချင်စရာလေးဒီပန်းလေးနဲ့တွဲစားပါမယ်ဘယ်စားရကြပြီမဖတ်နမှုလဲရလေဆလကောင်းတယ်โอเคโอเคကိုရတဲ့အလုံးမဲမင်္ဂလာပါရှင်ဒီနေ့နောက်မှာတော့မုတ်ဖက်တုပ်ချင်းငယ်ဆက်ဆက်လို့မှစုံစုံလေးလေးတုပ်စားမှာဖြစ်ပါတယ်ငါးစီတက်ရယ်ပြီးရင်ဘဲကြော်လဲပါတယ်ဒါတွေအကုန်လုံးပြင်ဆင်ရတာတနင်္ဂနွေနေ့ပိုင်းပေါ့နော်နားမလို့မင်္ဂမတွေနားမရအကိုကြီးအမကြီးတို့နဲ့ဒီနေ့တုပ်စားမှာဖြစ်ပါတယ်နားမရအမကြီးကကြတော့သူပြင်ဆင်ပေးရတာနဲ့ရေမိုးချိုးနေရလေနားမကအခုတုတ်တာတော့နားမှုတုံမယ်နော်ဒါတွေပြင်ဆင်ပေးတာတော့နားမရအမကြီးပါလို့ဆိုတော့နားမကဒီနေ့မုတ်ဖက်တုတ်ချင်းဆက်ဆက်လေးနဲ့အကိုကြီးအမကြီးတို့နဲ့အတူတူစားပြမှာဖြစ်ပါတယ်ဒါကတော့မုတ်ဖက်ကိုပြုတ်ထားပြီးသားပဲဖြစ်ပါတယ်ကဲဒါကတော့ပစွန်ကြော်ပါပစွန်ကြော်ကကြတော့နားမရအမကြီးကနားမှုတို့ကိုကြော်ကြည့်တာပေါ့နော်အိမ်မှာဆိုတော့ကိုစိတ်ကြိုက်နဲ့ပစွန်များများလေးနဲ့ဒါမုတ်နဲ့ပစွန်ကြော်လေးပေါ့နော်ပစွန်ကြော်လေးဆိုနားမကအရင်ကြိုက်ကြတာဒါပစွန်ကြော်လေးပါဒါကတော့ငဖဲပေါ့နော်ငဖဲကိုကြတော့နားမရဲ့အမကြီးကသူကချစ်ထုတ်ပြီးတော့အိမ်မှာကိုယ်တိုင်လုပ်ပြီးပေါ့နော်ဒါငဖဲတွေကိုငဖဲအသားကိုချစ်ထုတ်မှဖြစ်ပါတယ်ငဖဲလေးလက်ဆက်ဆက်ဆိုတော့အသားကိုချစ်ထုတ်ပြီးတော့အဲ့ဒီအရေကွန်ရဲ့အယူတွေကိုကြတော့ဟင်းချိုပြန်ချက်မှာပေါ့နော်ဒါအသားတွေကိုပြန်ချစ်ထုတ်ပြီးတော့ငဆုပ်လေးဆုပ်ပြီးတော့ငဆုပ်ကြော်စားမှဖြစ်ပါတယ်ငဖဲငဆုပ်လေးနဲ့လဲစားမယ်နော်ငဆုပ်ကပွားလာပြီဆိုတော့ငဆုပ်ကြော်လေးရပြီနော်ဒီလိုငဆုပ်ကြော်လေးဆိုတော့မျိုးတွေကြိုက်ကြတယ်ဒါငဆုပ်ကြော်လေးနော်အေးသွားတော့ဒီလိုလေးကျုံသွားတယ်ဒါကကြတော့မြင်ငပိကိုမိတင်ပြီးတော့အရှိလေးနဲ့ဖြော်ထားတာနော်ကြက်သွန်ဖြူရန်ရဲ့ဒီစင်းရကိုလှော်ပြီးတော့ထောင်းထားတာပါဒါတော့ပဲပြားကိုအတုံးသေးသေးလေးနဲ့ကြော်ထားတာပဲဖြစ်ပါတယ်ကဲဒါကတော့ဘဲသားပါဘဲကိုနားမူကနှစ်ကောင်ပေါ့နော်ဘဲနှစ်ကောင်ကိုဘဲရဆူတော့ဒါဘဲအသားကိုခုတ်ပြီးတော့လေပေါင်ရဲပြီးအတောင်ပံအဲ့ဒီအသားတွေဘက်ကိုခုတ်ပြီးတော့တေချာရေးဆေးမယ်ပြီးရင်ပြုတ်ပြီးတော့ကြော်စားမှာဖြစ်ပါတယ်အရင်တစ်ခါကနားမူကဒီလိုဘဲသားပြုတ်ကြော်လေးပြထားပြီး